Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့တုံနေလေးရတဲ့တမူထူးခြားပြီးတော့ချင်းဆက်ရတာလေးနဲ့တမျိုးလေးစားလို့ကောင်းတယ်တရုတ်စတိုင်ဝတ်သားချင်းဆက်တုံနေလေးကိုမျှဝေပေးလိုက်ပါတယ်ပထမဆုံးဖြူတို့ဝတ်သားကိုအရင်လာပြုတ်ပေးလိုက်ပါမယ်နော်ဝတ်သားပြုတ်ပေးရန်အတွက်ရေနွေးကိုအရင်စုအောင်တဲထားပေးလိုက်ပါတယ်ရေနွေးလေးစုလိုက်ပြီးဆိုရတဲ့သူတွေကိုစားနှင်းငယ်ထည့်ပြီးတော့ရေဆေးသက်စင်ထားပြီးသားဝတ်တုံထက်သားကိုထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ချက်သွားတဲ့ထိပေါ့နော်ဝတ်သားတော့ဖြိုးကနိုင်ရွက်လည်းပြုတ်ထားပေးလိုက်ပါတယ်ဝတ်သားကိုပြုတ်ထားရင်းနဲ့ဒီဝတ်သားသုံးမှာပါတဲ့အသီးရွက်လေးတွေကိုအစစ်သစ်လှီထားပေးလိုက်ပါတယ်အရင်ဦးဆုံးကြက်သွန်တစ်လုံးကိုခပ်ပပနေထားလေးတွေလှီထားပေးလိုက်ပါတယ်ပြီးတော့ချက်တဖြူသုံးလေးမှွာစားလို့ကိုလည်းဓာတ်ပြရိုက်ပြီးတော့နှုတ်နှုတ်ဆင်ထားပေးလိုက်ပါတယ်ဒီတုံးလေးလေးကတော့တစ်မျိုးလေးနဲ့ထူခြားတယ်ပေါ့နော်ရတာလေးရတဲ့တစ်မျိုးလေးထူခြားပါတယ်တွေ့ရတာလေးရဆိုလို့ရှိရင်ချင်းစက်ရတာလေးနဲ့အနက်လေးရမှွေပြီးတော့တစ်မျိုးလေးစားလို့ကောင်းတယ်ပေါ့နော်ပြီးရင်တော့ငှုတ်သီးအနီကိုလည်းဖြူတို့ကိုအဆက်စားနိုင်သလောက်အစင်းသေးလေးထားပေးလိုက်ပါမယ်ပြီးတော့ဒီဝတ်သားတုံးမှာတခွားသီးလဲပါတယ်ပေါ့နော်တခွားသီးကိုလည်းခုလိုမျိုးလေးဓာတ်ပြရိုက်ပြီးတော့ခက်ကြီးနေထားလေးတွေလှီထားပေးလိုက်ပါတယ်ပြီးတော့နန်းနန်းပင်ကိုလည်းအစင်းသေးလှီထားပေးလိုက်ပါမယ်နော်ပါဝင်တဲ့တရွက်လေးတွေလည်းလှီးပြီးပြီဆိုလို့ရှိရင်တော့ပြုတ်ထားတဲ့ဝတ်သားကိုလာကြည့်ပေးလိုက်ပါမယ်ဝတ်သားလည်းနိုးနေပြီဆိုလို့ရှိရင်တော့သူ့ကိုဆက်ထုတ်မယ်ပြီးတော့ကိုလိုချင်တဲ့ပုံစံလေးတွေလှီးထားပေးလိုက်ပါမယ်နော်ဖြိုးကတော့အခုလိုမျိုးလေးမထုံပါနေထားလေးတွေလှီးထားပေးလိုက်ပါတယ်ဝတ်သားကိုတော့ဖြိုးပြုတ်သွားပေးလိုက်တာ35မိနစ်40လောက်ရှိမှထင်ပါတယ်ပြီးရင်တော့ပြတို့ဒီဘက်သားတော့မာတီကပါတဲ့ sauce လေးလာဆက်ပေးလိုက်ပါမယ်နော်။ရင်ဦးဆုံးပကံနှလုံးထဲကိုကြက်သွန်ဖြူရဲ့ငှုတ်သီးနီရဲ့နှမ်းဖြူလေးနှင်းငယ်ရဲ့ပြီးတော့ရောင်တင်မှုနှင်းငယ်နဲ့ငှုတ်သီးချက်မှုနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်။ပြီးတော့တမတော့အောင်မှွေထားပေးလိုက်ပါမယ်။မှွေသွားလိုက်တာတမလာပြီဆိုလို့ရှိရင်တော့ချစ်တောက်ပူနေတဲ့စီကိုလောင်းချပေးလိုက်ပါမယ်။ဒီဟာဆိုလို့ရှိရင်တော့အနက်လေးကမွေးနေပြီပေါ့နော်ပြီးတော့ရတာဆက်ထားပေးလိုက်ပါမယ်နော်ရတာအတွက်ကတော့ QC နှင်းငယ်ပြီးတော့ဘဲငှက်ကြဲအကြီးနှင်းငယ်နဲ့ရှာလကိုင်နှင်းငယ်ဒီနေရာမှာရှာလကိုင်မကြိုက်ဘူးဆိုလို့ရှိရင်တံမြာသီးကိုထည့်မယ်ဆိုလည်းရပါတယ်ပြီးတော့အသားမုန်နှင်းငယ်နဲ့စားလေးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးကြမှာပပလေးထားပြီးသားနန်းနန်းပင်ကိုထည့်ပြီးလို့ရှိရင်တော့တမတော့အောင်မှွေထားပေးလိုက်ပါမယ်တမလာပြီဆိုလို့ရှိရင်တော့ဖြူတပတ်သားကိုသုံးဘက်ခွက်လေးထဲကိုထည့်ပေးလိုက်မယ်ပြီးရင်တော့လှီထားပြီးသားချက်သွန်နေနဲ့ခွာသေးကိုပါထည့်ပေးလိုက်ပါမယ်နော်ကဲပြီးတော့ဖြူခဏဆက်ထားတဲ့ sauce လေးကိုထည့်ချပေးလိုက်ပါမယ်ထည့်ပြီးလို့ရှိရင်တော့ဖြူတို့အားလုံးတမတော့အောင်အားရပါရလေးနဲ့တော့ပေးလိုက်ပါမယ်နော်တုတ်တော့ပေးလိုက်ပါမယ်ရှင်ဒီတော့လေးကတော့တစ်မျိုးလေးစားလို့ကောင်းတယ်ပေါ့နော်ထမင်းနဲ့တွေ့စားမယ်ဆိုလို့ရှိရင်လည်းအရင်ကမိတ်ပါတယ်ကဲဖြိုးနဲ့တော့ပေးလိုက်တာအားလုံးနဲ့တမလာပြီဆိုလို့ရှိရင်တော့ရတာပေါ့ငံမြေပေးလိုက်ပါမယ်နော်ဒီနေရာမှာပေါ့ငံကိုတော့ကိုစိတ်ကြိုက်ပြေးပေးနိုင်ပါတယ်ရတာလည်းလုံးဝဆက်ကြပြီဆိုလို့ရှိရင်တော့ရပါပြီရှင်ဒီနေ့ဟာဆိုလို့ရှိရင်အနက်လေးရမှွေပြီးတော့ချင်းစရတာလေးနဲ့တစ်မျိုးလေးစားလို့ကောင်းတယ်ဖြိုးတို့ရဲ့တရုတ်စတိုင်ဝတ်သား